个啥话耶？其实伢的嘛嘞，รวงคำเท่าดีเกอหน้าบ้านหนึ่งในมิงคูกินนี่เกอทะเลงาลามีเอဒီနေ့မှာရောဝန်စကားနားမလဲတယ်ပေါ့နော်ညီကောင်မတွေလည်းနေချင်းပါလာတဲ့အတွက်ကြောင့်မို့ကျွန်တော်မြန်မာလူနဲ့လည်းပြန်တော့မှာဖြစ်တယ်ใครเดบางอย่างนั้นเนอะอยากจะคริสต์มาสป่วยเกอวาลูเนี่ยဖျားရှင်ကျွန်တော်တို့ကိုဆောင်မအကောင်းကြီးပေးတဲ့အတွက်ကြောင့်မို့ဤကဲ့သို့ခရစ်စမတ်ပွဲဆိုတဲ့အရာကိုလည်းကျွန်တော်တို့လုပ်နိုင်တာဖြစ်တယ်ยาถึงนะช่างเบยเกรงสังอังเซเพเยซูระกะทำสังตีจางเวหรือถือเวสังเช่านะตะบูนึกนี้อโทเวหรือถือกะเยဒီချိန်ဟာဆိုရင်လောကသားအားလုံးကဘုရားသခင်ဒီကျွန်တော်တို့အတွက်ဟလာကယ်တင်ဖို့ရန်ကြွလာခဲ့တယ်ဆိုတဲ့အရာကိုတိမှတ်ပြီးတော့တိမှတ်ချပြီးတော့ဝမ်းမြောက်စွာနဲ့ကြိုဆိုကြတဲ့အချိန်ပဲဖြစ်ပါတယ်နမကဝေဒနီတဘူ sorry เกรงสังสังชกูนีเวเยကျွန်တော်တို့လည်းထိုနည်းအတိုင်းပဲဝမ်းမြောက်ပြီးတော့ကျွန်တော်တို့ဘုရားသခင်ကိုကောင်းချီးပေးချီးမွမ်းကြတာဖြစ်တယ်ယေရှုရှုအဝေနာအနီခင်ဂျန်နငီရိုင်ခရစ်တော်ဖွားမြင်တဲ့အရာခါဆိုရင်နှစ်2000ကျော်ပါပြီအန်ဂျင်းရှုအဝေသူဆောင်ရှုနီဝေယေတကယ်သူမွေးဖွားခဲ့တဲ့အကြောင်းအရာကိုကျွန်တော်တို့ပြောနေတာဖြစ်ပါတယ်ယာခငါရှင်မယင်းဝေနာအန်ဂျင်းနာနတ်မစန်တာခံယေရှုရှုပါမာဒီနေ့ကျွန်တော်ပြောချင်တဲ့အရာကတင်းရဲ့နှလုံးသားထဲမှာအမှန်တကယ်ပဲခရစ်တော်စင်စစ်ဖွားမြင်ပြီလားနိုင်ဆောင်ရေးဝတ်ခရစ်စမတ်ပွဲနာတီယေဆောင်ရေးမခုနာနော်ကရှရာရှိဝေဝေရှရာနရှာရှိဝေနာအတုံထခံဖေမှာရှရာရှိမကយ៉ាងไรကျွန်တော်တို့ဒီများတွေကျွန်တော်တို့ခရစ်မတ်ပွဲကျင်းပတဲ့အတိုင်းပဲကျွန်တော်တို့လာယုံညီထွေစွာနဲ့ကျွန်တော်တို့ကျင်းပတတ်ပါတယ်ဒီဆိုချီးမွမ်းတတ်တယ်ဒါပေမဲ့ကျွန်တော်တို့တကယ်ပဲကျွန်တော်တို့နှလုံးသားထဲမှာဟာလာဒီခရစ်မတ်ဆိုတဲ့အရာကိုတည်ပြီးတော့ခရစ်တော်ကျွန်တော်တို့အထဲမှာရှိပြီဆိုတဲ့အရာကိုဒါ၍ဆင်ခြင်တတ်ဖို့ရန်ဖြစ်တယ်တင်နီခရစ်တုနမချန်ခံဖေယေဝါနောအထွေကူချန်ဘဲမဒမ်တာခရစ်မတ်ဂျီဂျူလာဒါဒီနေ့ခရစ်တော်ဒီကျွန်တော်ရဲ့ကယ်တင်ရှင်ဖြစ်တယ်ဆိုတဲ့ခံယူတတ်တဲ့သူတူးချင်းစီပေါ်မှာဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာတာရွေးသက်ရောက်ပါစေအခနမုန်ခါဆန်ခနီတာဆန်တာလေတီလန်းစေနမ်ကွန်စီခေလမွိဒီချိန်မှာကျွန်တော်တို့နှုတ်ပတ်တော်ကနေခဏလေးခွန်အားယူဖို့ရန်ချိန်ယူရအောင်ယောဟန်ခါရူတီထုဒဂစီခနီတီဆေရှင်စီရှင်ယောဟန်ခရစ်ဝင်ခန်းကြီးတဲ့အငယ်9ကနေ73ထိဖြစ်ပါတယ်ရလောင်ဆောင်ရူလမွိဒီနှုတ်ပတ်တော်လေးကိုကျွန်တော်ဖတ်ရအောင်အဆောင်ဤတန်းထေဆောင်အဝါနာလမ်ကာလောင်မတငရကသမ်ဆောင်ထူတာဤရကနအန်ခါထခေနီဖန်ဂျာငါဝေအင်းနီကရကသမ်ဆောင်အန်ဒီဒိုင်ခတ်ရကဤနအန်ဆောင်မရှောင်းအန်နအန်အတေဆောင်ရီယန်တီဒိုင်နီကအန်နောအဆောင်ရီဤအန်ဆောင်မာထိုအိုဤဝေအန်ဘုံคำเนอังสังโทโอตั้งเทสังเนกระไรอังเสอีลัมอามิคังอังสิโอเอกระไรอังเสอีลัมเนชิงชุยอัลอาสังกาโลยังเขนิมอีอาสังเนเขนิมอีกระไรอีชะซักโนเวทาเขนิวาเยရှင်ရခရစ်ဝင်ခန်းကြီးတဲ့အငယ်ကိုကနေ73ထိဖတ်လို့ရဟုတ်မှန်တော့အလင်းခုမူကားဤလောကသို့ကြွလာလျက်ခတ်သိမ်းသောလူအပေါင်းတို့အားအလင်းကိုပေးတော်မူပေးတော်သူဖြစ်သည်ထိုသူသည်ဤလောက၌ရှိတော်မူပြီးဤလောကကိုလည်းဖန်ဆင်းတော်မူပြီးသို့တော်လည်းဤလောကသည်ထိုသူကိုမသိသူသည်မိမိဒေသအရက်သို့ကြွလာတော်လည်းမိမိလူမျိုးတို့ဒီသူကိုလက်မခံဘဲနေကြ၏ထိုသူကိုလောက်ခံသမျှသောသူဒီဟုသောကိုရောကိုယုံကြည်သောသူတို့အားဘုရားသခင်တားဖြစ်ရသောအခွင့်ကိုပေးတော်မူ၏ထိုသားတော်မူကားလူမျိုးနှင့်ဆက်ဆံ၍ပွားတော်သားမဟုတ်မေထုံတော်ဝါသားအဖြစ်ပွားတော်သားမဟုတ်လူအလိုလျောက်ပွားတော်သားမဟုတ်ဘုရားသခင်ပွားတော်မူသောသားဖြစ်သည်တင်းနီရာရှိမယုံဝဲနမောင်ခါနရှာကောင်းဤတိုင်ဝါလောင်ယေဒ
ဒီနေ့ကျွန်တော်ဆွေးနွေးလိုတဲ့အရာကနှုတ်ကပတ်တော်ဟာအသွေးအသားဖြစ်လာတယ်ဆိုတဲ့အရာဖြစ်တယ် Mongkana sunshi we kancha idai. နှုတ်ကပတ်တော်ဟာအသက်ရှင်သောအမှန်တကယ်ပဲအသက်ရှင်တဲ့အသက်ဖြစ်လာတယ် Mongkata ni yada shinoe. နှုတ်ကပတ်တော်မှာဤတန်းပြောထားတယ် Mongkana asang idang te dapat mera chuna lam mera kini shilut lam idai wa. နှုတ်ကပတ်တော်ဟာလူခတ်သိမ်းတို့အားလုံးအတွက်အဖြစ်ဖြေလို့ပေးဖို့ရန်ဖြစ်လာခြင်းဖြစ်တယ် Graina asang kasang ang shumang sano na palman jangaran na ang makok de din asang yang ale. ဘုရားသခင်ကလူတွေအားလုံးကိုသူ့ပုံသဏ္ဍာန်တော်နဲ့အညီဖန်ဆင်းထားခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့်မို့သူ့ရဲ့ချစ်ချင်းမြတ်တာဟာလူတွေပေါ်မှာတကယ်ပဲကြီးမားပါတယ် Grai palman bua me pangga angina asang sang na sha alwe asang kencha sunchi we asang wa bua ran na angi we long sang ma phao we. ဘုရားသခင်ကလူကိုဖန်ဆင်းပြီးတဲ့နောက်မှာအသက်ကိုမုတ်သွင်းပေးပြီးဖြစ်တဲ့အတွက်ကြောင့်မို့အဲ့အသက်ရှင်နေတဲ့သူ့အထဲမှာထိုအသက်ဘုရားစီကလာတဲ့အသက်ဖြစ်တဲ့အတွက်ကြောင့်မို့ဘုရားသခင်ကအဲ့ဒီအရာကိုအင်မတန်မှနှမျောတယ် We ran na asang khu khe ni pan ma da we lu chi ma da we mra long sang shmang alam angi ang lap khe ni wa da we ye. ဒါကြောင့်မို့ဘုရားသခင်ကကျွန်တော်တို့လူဖက်ကနေဘလို့မှလွတ်ယုံလို့မရနိုင်တဲ့အပြစ်ထဲကနေလွတ်နိုင်ဖို့ရန်ကျွန်တော်တို့ကိုလမ်းပြင်ဆင်ပေးခြင်းဖြစ်ပါတယ် Weda mong kha sang athon sano gun mong kha ang khang phi greg sang ang se ilam mi khang sie ဒါကြောင့်ထိုနှုတ်ပတ်တော်ကိုယုံကြည်လက်လိုက်လျှောက်တော်သူအလုံးစုံတယောက်ချင်းဟာဘုရားသခင်ရဲ့တားဖြစ်ရသောအခွင့်ကိုဘုရားသခင်ကပေးတယ် Weda greg sang chum yang sang thulam ang mong dan sang thulam ran ne asangi khu khe ni malun chi ran na ang lap khe ni nung ma ta chang shu de za da we ye ဒါကြောင့်ဘုရားရှင်ရဲ့နိုင်ငံတော်ဘုရားခင်ရှိတဲ့နေရာကိုရောက်ဖို့ဆိုတဲ့အရာကလူအနေနဲ့မဖြစ်နိုင်တဲ့အတွက်ကြောင့်မို့ဘုရားဘက်ကနေပဲအစပြုပြီးတော့လမ်းပြင်ဆင်ပေးခဲ့တာဖြစ်တယ် angi wa bua we tra ne za nung ma ta de bu ra ya ye ဘုရားရှင်ကျွန်တော်တို့အတွက်ပြင်ဆင်ပေးပြီးလုပ်ပေးပြီးဖြစ်တဲ့အရာကလမ်းကအင်မတန်မှကျွန်တော်တို့အတွက်ဝမ်းမြောက်ဖွယ်ရာဖြစ်ပါတယ် mong kan tha alwe sang shang be i ဒီလောကမှာရှိတဲ့လူအလုံးက shana ini ge america ni ge shamu ni ge asha ini ge shang be kham we shli ale အသက်ဖြူဖြစ်ပါစေအသက်မဲဖြစ်ပါစေပေါ့နော်ဘလို့မျိုးအသားရည်ရှိနေပါစေသူတို့ယုံကြည်တဲ့အရာသူတို့ရှိကြတယ် ang ma shang be kham we ne asang ne yash pa sha bong siam me phang sun si lam na phat ale wa no sang kham me သူတို့အားလုံးကလည်းလူဟာဒီခန္ဓာကိုကျွေသွားတဲ့နောက်ပိုင်းမှာရှင်ရမယ်အသက်ဆိုတာရှိတဲ့အကြောင်းကိုအားလုံးကယုံကြည်ကြတယ် we on ran na ma gong de ki si rat we grai ge za lao we အဲ့ဒီအကြောင်းအရာကြောင့်မို့သူတို့လူတွေစီမှာစိတ်ပူပန်ပြီးတော့သူတို့တယောက်ချင်းစီကလည်းနီလန်းကိုရှာကြတာဖြစ်တယ် i we asang ni lao we ne grai sang sang thap i ma shla ဒါပေမဲ့လူတွေကလှုပ်ဆောင်တဲ့အရာအားဖြင့်ကျွန်တော်တို့ဘုရားစီကိုဘလို့မှမနီးစပ်နိုင်ဘူး de sha sha le na arum de za lo we ပိုးပြီးမှတော့မှဘုရားနဲ့ဝေးနေတယ် thế wa greg sang khayang ele ma kha de wa shirama greg sang mong dan kha de thu lam le za shirama wa ne lao gu ne sa thang yang i da i ကျိုးစားလေးလေးဘုရားနဲ့ဝေးလေးလေးရှာဖွေလေးလေးမတွေ့ပဲဖြစ်နေတယ် we long ne asang la ki de za shira ne ye အဖြစ်လို့လဲဆိုရင်လူအနေနဲ့ကျွန်တော်တို့ကျိုးစားချင်းကြောင့်ဖြစ်တယ် we ne jum le ka tha bai ဒါကြောင့်နှုတ်ကပတ်ထဲမှာပါတဲ့အရာက asang ni lao ran ne da ri de kap ge pa phra wa we ashok shung ri sang no we nam sang no we ti sang no we sla sang no we bong ja ni ဒီလူတွေရဲ့ကျိုးစားခြင်းတော့ဒီနှုတ်ပတ်တော်ထဲမှာလဲအရင်တမဟောင်းခေတ်တွေမှာဘာသာဖျားတွေကိုကိုးကွယ်တယ်သူတို့တစ်ပင်တွေကိုကိုးကွယ်တယ်ဒီဖန်ဆင်းခြင်းအရာတွေကိုကိုးကွယ်တယ်ဆိုတဲ့အရာကိုတွေ့ရတယ်
ang mai wari wori sang no oe သူတို့လက်ဖြင့်ကိုယ်တိုင်လုပ်တဲ့အရာတွေကိုသူတို့ကိုးကွယ်ကြတယ် we lo na ra grek sang ma shong mo wam chi thang i dai အဲ့ဒီအရာကဘုရားသခင်အမတမ်းမှဆက်ဆုပ်ယွန်ရှာတဲ့အရာဖြစ်လာတယ် we ri i kha de ge sang sang da si le phat kan sha ma lu no ဒီအရာတွေအဖြစ်ဘလို့မှသူတို့ရဲ့အသက်ထာဝရအသက်ကိုသူတို့မရနိုင်ဘူး we na grek sang i na ka sa no na ang se pe sang ta zal da we ye ဒါကြောင့်ဘုရားသခင်ကကျွန်တော်တို့အတွက်လမ်းပြင်ဆင်ပြီးတော့ခရစ်တော်ဆိုတဲ့သူ့ရဲ့အသားတော်ယင်းကိုကျွန်တော်တို့အတွက်လမ်းပြင်ဆင်ပေးတာဖြစ်တယ် rum yang e ge sang thap i da za re ကျွန်တော်တို့ဘုရားနဲ့ဝေးနေတဲ့သူကိုသူနဲ့နီးစေခဲ့တယ် thap yang e ge sang ang tong tha al da za re သူနဲ့နီးမှရှိတဲ့သူကိုလည်းသူ့အထင်း၌ဘုရားသခင်ကရှိစေတယ် ya lo re na grek sang i nang ma ta phat chang shu ti pe te za ra chang sha ဒီအာရာတွေအားလုံးအတွက်ပဲဘုရားသခင်ကကျွန်တော်တို့အတွက်ကယ်တင်ရှင်ကိုစေလို့ပေးခဲ့တာဖြစ်တယ် grek sang i chang shu ti pe te za da wa ne chan nan da bung dang wa da we mai ဘုရားသခင်ကကျွန်တော်တို့ကိုကယ်တင်ရှင်စေလို့တယ်ဆိုတဲ့အရာသူကရုပ်တရက်နဲ့တခါတည်းတွားဆိုပြီးတော့စေလွတ်လိုက်တာမဟုတ်ဘူး accident ni khang yesu na thu jang le ဘုရားသခင်ကရုပ်တရက် accident ဆိုတဲ့အမတ်တမဲ့ရောက်လာတာမဟုတ်ဘူး yesu ang ma shu o sang kha bc chu ya nang rse le ke kha su chu esa ya ki ni shin phang jang a ခရစ်တော်မွေးဖွားလာမယ့်အကြောင်းကို BC 600လောက်မှာ prophet ဟေရှာယအဖြစ်ဘုရားသခင်ကဖော်ပြခဲ့တယ် ya de ma thu ke asang kha kha thu no na ta tha no we na khang yesu ki lo de ka de ma ထိုကဲ့သို့မဖြစ်ပြခင်မှာဘုရားခင်ဖော်ပြပြီးတော့ဟလာလူတွေကိုပြောပြတဲ့အရာဆိုရင်ခရစ်တော်ကလွဲပြီးတော့တခြားအရာမရှိပါဘူး jing ge a ngi shu no de thu jang ni အမှန်တကယ်ပဲဘုရားသခင်ကနမိတ်ပေးခဲ့တဲ့အတိုင်းပဲခရစ်တော်လာခဲ့တာဖြစ်တယ် we tang nang le ke chu ya nang asang kha thu jang a ni ge a ngi shu no we shrari shang be ne gam jang ni ထိုများလောက်ကြာတဲ့အနည်း600မတိုင်ခင်မှာမိမ့်မွက်ခဲ့တဲ့အရာကအမှန်တကယ်ပြည့်စုံလာတဲ့အခါမှာသူဘုရားသခင်ကပေးခဲ့တဲ့နေရာကနေအစနာမည်တွေတခုမှမလွဲခဲ့ပါဘူး we ne khang yesu ka thum tha di we ne asang de khu tha sak se wa da we ye ဒါကြောင့်ဘုရားခရစ်တော်ဘုရားဤလောကကိုကြွလာခြင်းဟာလူတွေအထဲမှာတက်တဲ့အဖြစ်လာရောက်ခြင်းဖြစ်တယ် ang bang na emmanuel wa thu lu we သူရဲ့နာမဟာအီမာနွေလကိုမဲလိမ့်မယ်လို့နှုတ်ဘတ်တော်ထဲမှာဆို sang ri nang chi da lam phe ye wa လူတွေအထဲ၌အတူအသက်ရှင်မဲ့သူဖြစ်တယ် khang yesu wa ne thu lam thu a lo we ယေရှုဟူသောအမည်ဖြင့်မဲ့ပါလို့ပြောခဲ့တယ် mara sang mara ke ni chlu lam phe ye wa ဘာဖြစ်လို့လဲဆိုရင်လူတွေရဲ့အဖြစ်ကိုကယ်တင်မဲ့သူဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ် ye khang yesu jing shu jang a ma shu jang ngo wa we ne nang mai kha do de de pya ni ဒါပေမဲ့ကျွန်တော်တို့ခရစ်တော်တကယ်မွေးခဲ့သလားမမွေးခဲ့ဘူးလားဆိုတဲ့အရာကိုကျွန်တော်တို့ဘယ်လိုတက်တည်ပြနိုင်မလဲ kha yang phe ni yang ni ဘယ်နေရာမှာကျွန်တော်တို့တွားရှာမလဲ kha long sa na me yang lu ne ခမည်းတော်အနေနဲ့ဘယ်အရာကိုတွေ့မြင်နိုင်လဲ de ni ngai yang ngo long na ma sang ga de tha le ni ဒီနေ့ကျွန်တော်တွေ့မြင်တဲ့အရာကိုတင်တို့ကိုနိုင်ငယ်ဝိညာဉ်ခြင်းနဲ့ crit the greek wa we ad Credit Grace ဆိုတဲ့ AD ni king ti se ni nang ne ဒီ2012ခုနှစ်ဟာ ယေရှုရှိကြငါယံခင်နိဖန်ဝေ ခရစ်တော်မွေးဖွားခဲ့တဲ့အချိန်ကနေစလာတာဖြစ်တယ် ဝေယံခင်နိဝါရှံဘေမောင်ကန်အန်နီရူပုံလီနဖန်ဘာ အဲ့ဒီနေရာကနေဒီကဘာမြင့်ကြီးရဲ့နေ့ရက်တွေရေတွက်ခြင်းဆိုတဲ့အရာကစတင်လာတာဖြစ်တယ် ဒါရီခင်နိမောင်ကန်ကအန်နီကရူဝေနအစံခင်နိမရူ ကနဦးကလေးကဒီနေ့ရက်တွေဟာရှိတော်ညာလဲရေတွက်ခြင်းကိုမပြုကြဘူး ယေရှုရှိဘုရားယံခင်နိဝါဦးလာအလာဘဝလုံးရူဝေ ခရစ်တော်မွေးဖွားလိုက်တဲ့အချိန်ကနေစပြီးတော့ပဲအရှိအနောက်ကိုခွဲလိုက်တာဖြစ်တယ် အစံကဆန် BC ရလွယ် ဒါကြောင့်မို့ခရစ်တော်မတိုင်ခင်ကို BC ဆိုပြီးတော့ခေါ်လိုက်တယ် အာရပ်ဆန် AD ရလွယ် ဒီနေ့ခရစ်တော်မွေးဖွားပြီးတဲ့နောက်ပိုင်းကို AD ဆိုပြီးတော့ခေါ်လိုက်တယ် ရလုံးခိကအင်ဂျင်အဝေတ
เตเตเปียวเว ဒါကြောင့်အီယာကိုကြည့်ခြင်းအဖြစ်လဲခရစ်တော်အမှန်တကယ်မွေးဖွားလာတယ်ဆိုတဲ့အရာကိုတွေ့မြင်ရမြတ်ဖြစ်တယ် เยซูสังมโนโอเวสังรี ခရစ်တော်ကိုမယုံကြည်သောသူများ มงกันกาตากซาเล ဒီလောကကြီးမှာမြောက်များစွာရှိပါတယ် มุสลิมอินิก မွတ်စလင်ပဲဖြစ်ပါစေ บุตาอินิก ဗုဒ္ဓပဲဖြစ်ပါစေ บาดาเมอินิก ဘာသာမဲ့ဖြစ်နေပါစေ ขาพาสังกมขามวากิก ဘာဝမှမယုံကြည်ဘူးဆိုတဲ့သူတွေတော်မှ ยาลงสังนลางเว ဒီခရစ်တက်ဂရစ်ဆိုတဲ့အရာကိုအသုံးပြုနေကြတယ် ยาลงนมงกันสังเกรกสังอิชาตซาโลเว ဒါကြောင့်မို့ဒီအရာဟာဆိုရင်ဘုရားသခင်ကဒီကဘာတစ်ခုလုံးကိုတည်စေတဲ့နမိတ်သက်သေတစ်ခုဖြစ်ပါတယ် ลิงกมาชลา ပြောင်းလဲလို့လည်းမရပါဘူး สังก็ยา的วาจางเวเตกริรูลูโนเวชุบังเคนี่วาโลเวมา အရင်တော့ဤကဲ့သို့တက်ဂရစ်တွေကိုခွဲခြားတဲ့အရာဘလို့မှမရှိခဲ့ဘူး เมพังก็อามาลง နောက်မှလည်းရှိမှာမဟုတ်ဘူး เยซูชิโอนี่กิพังอานาลงนะตสิสิเย ထိုခရစ်တော်မွေးဖွားလာတဲ့အချိန်ကနေစပြီးတော့ခွဲခတ်မှတ်သားလိုက်တဲ့အရာကထာဝရဖြစ်တယ် ขากึก็เปียวมงูเนาะ ဘယ်သူမှပြောင်းလဲလို့ ขาเปโคคำยังทุนี่ก็ ဘယ်ဘရင်စီမှာရောက်ရင်လဲ ยาลงสังวาสาโล ဒီအရာကိုလိုက်ရမှာ ภาวะละมันนี่ซุนจีเวมงคา ဘာဖြစ်လို့လဲဆိုရင်အသက်ရှင်သောနှုတ်ကပတ်တော် ทุเวอังนี้ ရောက်လာတဲ့နေ့ရက် สัง ကို ทุเวอังนี้สังสางนี่ทยาวเลยนะเย ထိုနှုတ်ပတ်တော်အမှန်တကယ်ရောက်လာတဲ့နေ့ရက်ကိုလူတွေကတတ်မှတ်ထားခြင်းကြောင့်ဖြစ်တယ် เวรเนี่ยนึงมากือสนี่ยาลงอังจึงใช่เยมา ဒါကြောင့်ကျွန်တော်တို့တူချင်းစီလည်းဒီအရာကိုအမှန်တကယ်သိရလား ยาลงชาวเคนี่เนี่ยอังจึงขังเยซูชื่อจางาเวเนี่ยติงเอวาลงนึงไม่ใช่เวเย ဒီတက်ဂရစ်ကိုကြည့်မယ်ကျွန်တော်တို့သိမယ်ဆိုရင်ခရစ်တော်ဟာအမှန်တကယ်မွေးဖွားလာခဲ့တယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ် ยาลงเนี่ยอังเนี่ยอสังอตองทายชื่อจางานี่ก็กระเย ဒီဟာဆိုရင်ခရစ်တော်ဟာဆိုရင်လူအထဲမှာမွေးဖွားလာခဲ့ပေမဲ့သူဟာဖျားဆင်စစ်ဖြစ်ပါတယ် กระสางนี่เนี่ยอังชื่อลำเนี่ยมารีสังสางเว ဒါကြောင့်ဖျားသခင်ကခရစ်တော်ကိုမွေးဖွားမဲ့အပြုကညာမာရီကိုရွေးချယ်ခဲ့တယ် ขังเยซูอังอเดเนอังจีเคนี่สมาเรพัวดองตะกองนำวาชี အာ อังเคมายัง ဒီမာရီရဲ့ဝန်းထဲမှာခရစ်တော်ဟာဆိုရင်နော်တကူတော်အဖြစ်ပြောရမှာပေါ့နော်လူအနေနဲ့မဟုတ်ဘဲနဲ့မရှိချင်းထဲကနေဖြစ်လာဖို့ရန်ဘုရားသခင်ကခွဲခန့်ခဲ့တယ် ฉันเชฟลาเซนอังจอนลงกุนลางเว ထိုနေရာမှာဘုရားသခင်ကတန့်ရှင်းသောဝိညာဉ်တော်ရဲ့တကူကိုအသုံးပြုတယ် สังพาโนเคกังมาชิมกุราชี လူတွေကိုကျွန်တော်တို့ကိုဖန်ဆင်းတဲ့အခါမှာလည်းဘုရားသခင်ဟာဆိုရင်သူတို့ခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်၃ပါးဆုံးတိုင်ပြင်ပြီးတော့ဖန်ဆင်းတယ်ဆိုတဲ့အရာကိုတွေ့ရတ ดี ယ် ได้เคกังมาชิมกุนที่เนี่ยชราชีเนปันลีวาเนี่ยดีเอ ဒါကြောင့်ခရစ်တော်ကြွလာမဲ့အရာမှာလည်းသူတို့ဟာဆိုရင်အတူတူတိုင်ပင်ပြီးတော့လှုပ်ဆောင်လာခြင်းဖြစ်တယ် มารีอิชูโอเวกันนำนัดอนาเทเย မာရိမွေးဖွားလာတဲ့သူဟာတာဦးဖြစ်တယ် เวอังนี้สมาเรดิชังเบชาเนี่ย ကျွန်တော်အမျိုးသမီးတွေတော်များများကသိကြမှာဖြစ်တယ် ขากุยก็อังจิมเปมาดาชาสำเร็จโอยสมาเรใหม่ လင်းမပါဘဲနဲ့မွေးဖွားနိုင်တဲ့အမျိုးသမီးမရှိပါဘူး ขาดเดิมวาวานี่ก็ที่กูอังเซนิชูโอย ဘလို့ပဲပြောနေပါစေသူကတကယ်တယောက်ယောက်ကိုမွေးလာရင်တော့တရေဝင်လင်းမဟုတ်ရင်တော့မှတယောက်ယောက်ရဲ့တာသမီးဖြစ်နေပါတယ် ขังเยซูที่เพวาวาฉันเชื่อพลาสกินชูโอเว ဒါပေမဲ့ခရစ်တော်ဟာဆိုရင်တန်ရှင်တော်ဝိညာဉ်တော်ကိုတကူအားဖြင့်မွေးဖွားလာခြင်းဖြစ်တယ် มารีอังเดอีนี่อชางชวีนี่เย မာရိသူကိုယ်တိုင်ဝန်ခံခြင်းဖြစ်တယ် งานนั้นงานเรื่องข้าพเจ้าก็มาช่องชิงไว้ ကျမဟာဘယ်တော့မှယောက်ျားနဲ့မယုံတော့ဘူး ข้าตัวเป็นนดานี่ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ นี่ก็เกรกสางยังสังอาลอย ဒါပေမဲ့ဘုရားသခင်ကသူ့ကိုပြောတယ် ก้องเมกีนี่ မစိုးရင်လည်း ฉันเชื่อพลาสจอนลงกุนนายตองตาตับท
투다는 나이 능아레티페 시도웨 တန်ရှင်တော်ဝိညာဉ်တော်ရဲ့တကူဟာသင်အထဲ၌ရောက်လာလိမ့်မယ်ထို့နောက်မှာသင်ဟာသားကိုဖွားမြင်လိမ့်မယ်လို့ပြောတယ် raka tumta ang pema dasha shuo nang tipewale ဒါကြောင့်မို့ဒီလောကမှာအဖေမပါဘဲနဲ့မွေးလာတဲ့သူဟာဆိုရင်ခရစ်တော်တယောက်ပဲဖြစ်တယ် yesu raka tumta diwen phawadi dang ခရစ်တော်ဒီလောကကိုလာခြင်းဟာဘာအတွက်လဲ nung ma sang changlam de phat ye wa wisha ကျွန်တော်တို့ကိုကယ်တင်ဖို့ဖြစ်တယ်လို့ကျွန်တော်တို့ပြောပြီးပြီ changlam na ang kha pha nung ma sang sheng changsha ကယ်တင်ဖို့အတွက်ကျွန်တော်တို့ကိုသူကပါတုန်တင်ပေးခဲ့လေ araka thuma ang na shim se shim nung aljani ခရစ်တော်ဟာဒီလောကမှာ33နှစ်အသက်ရှင်ခဲ့တယ် we khat ang na mong kha shim janga ခရစ်တော်ဟာနှုတ်ကပတ်တော်ကိုလူတွေကိုတင်ပေးခဲ့တယ် thi mai na long sang na taya tun din ke de ko ati တရားကိုနှုတ်ကပတ်တော်တရားကိုခရစ်တော်ကတုန်တင်ပေးခဲ့တယ် tara wa kina sang kini tabu ngo we ye တရားဆိုတဲ့အရာကလူတွေအနေနဲ့တည်ထွင်လိုက်တဲ့အရာဖြစ်တယ်လူတွေအထက်ကနေလာတဲ့အရာဖြစ်တယ် mong kha wa men sun ji we de ne tabu sang kha ye ဒါပေမဲ့နှုတ်ကပတ်တော်ဟာအသက်ရှင်တဲ့နှုတ်ကပတ်တော်ဖြစ်တဲ့အတွက်ကြောင့်မို့ဝမ်းမြောက်စရာဖြစ်တယ်တည်ဖြစ်တယ် yesu ye shim se shim nung ang sun ji we dang dam ni na shim nung dong ta ban ni wa we tan mong kha wa shu no ye ဒါကြောင့်ခရစ်တော်ကသူ33နှစ်အသက်ရှင်တဲ့အထဲမှာနောက်ဆုံးကျန်တဲ့3နှစ်ကိုဘုရားရဲ့နှုတ်ကပတ်တော်ကိုပဲတုံတင်တယ် tara khu khe ni ang ni pha ko mo တရားလူတွေစီကလာတဲ့တရားအနေနဲ့သူမလုပ်တော့ဘူး nga wa nga sang ai kham sha wa bi ye ဒါကြောင့်ခရစ်တော်ကငါ့ကိုယုံကြည်ပါလို့သူပြောခဲ့တယ် nga khe ni moi ni mu na mon da tu ma lun ji wa ငါစီကလွဲရင်တင်တို့ကောင်းကင်နိုင်ငံကိုမရောက်နိုင်ဘူးလို့ပြောခဲ့တယ် ya long na ang ate ti ku sang jing nung ma zu sin kham lam de pha ne ang ni mong kha shing we ta de ba jang nga ဒါကြောင့်ဘုရားသခင်ကကျွန်တော်တို့တယောက်ချင်းစီယုံကြည်ဖို့ရန်အတွက်ဟာလားသူ့ကိုယုံကြည်ဖို့ရန်အတွက်နှုတ်ပတ်တော်ထဲမှာထည့်သွင်းထားတာဖြစ်တယ် we wam ta sha lam kam la gang phan phan wa jang nga ဒါရမကတည်းကဘုရားသခင်ခရစ်တော်ဘုရားကနမိတ်လက္ခဏာမြောက်များစွာကိုလည်းပြုခဲ့တယ် sang yang ki bung ma sha we sha lam kam la ye လူတွေစီကနေမဖြစ်နိုင်တဲ့နမိတ်လက္ခဏာတွေဖြစ်ပါတယ် chi ma dam dam di jang ni သူဟာရေပေါ်မှာလမ်းလျှောက်တယ် sang phung wa king sang sha mo လူ ye 9000ကိုကျွေးမွေးတယ် abi king sang ge sha mo ye 4000ကိုလည်းသူမရှိချင်းတဲ့ကနေသူကျွေးမွေးတယ် ya di sha mo ri ka ani kam se ke ni wa we ye ဒီအားဆိုရင်ဟလာငါမုံငါလုံးနဲ့ငါးနှစ်ကောင်ကနေဖြစ်လာခြင်းဖြစ်တယ် ya ri ka sang ke ni pan da ri mai ဒီຢာတွေဟာဆိုရင်လည်းလူအနေနဲ့လုံနိုင်တဲ့ຢာတွေမဟုတ်ဘူး rika tum ta sang ni wa ma sla phan ni wa lam ta than ja ga be ka ang wa wa ye ဒါကြောင့်မို့ဒီလောကမှာလူတွေမတက်နိုင်တဲ့အရာကိုတတ်နိုင်တဲ့အကြောင်းကိုပြခဲ့တဲ့သူဟာလည်းခရစ်တော်တပါးပဲဖြစ်တယ် lang dam tha ne နောက်ဆုံးမှာတော့ ang ade ni nung ma ta pat si shi jang ni သူရဲ့ခန္ဓာကိုယ်ကျွန်တော်တို့အတွက်သူစတေးခဲ့တယ် ya no ne kha pha i ga wa mu no we asang i ga wa mu no asang sang shul shu ri ga pa da ye ta ma ri kha ki ga wa mu no lo ye ဒီနေ့ဤယာဟာဆိုရင်ဘာသာရေးသမားတွေတော်၎င်းလူတွေကောင်းဆောင်တဲ့သူတွေ၎င်းမလုံနိုင်တဲ့အရာဖြစ်ပါတယ် ayang kha shi bong se ti lo shin lam ye ဥပမာတစ်ခုကိုကျွန်တော်ပြောချင်တယ် pat de na pat ta ta ပတ်ဒေးကျွန်တော်တို့ပတ်ဒေးနဲ့ပတ်သက်ပြီးတော့အနေငယ်ပြောလို့ရတယ် sha re ti me le wa အရင်တော့ဖွားကြီးတယောက်ရှိပါတယ် we me na sak de ku se khu ana ke သူကအသက်90ရောက်လာတဲ့အခါမှာ pat de lo ang wa wa de wa ma ni sha mi wa သူရဲ့ပတ်ဒေးကိုပုံမှန်လုပ်တဲ့အတိုင်းပဲသူမလုပ်ချင်တော့ဘူးတဲ့ phawa lam wa ni na ဘာဖြစ်လို့လဲဆိုတော့ ang shuk jang a we ne te sha lam shi lam pa shuk jang a wa သူမွေးဖွားလာခြင်းဟာဒုက္ခဆင်းရဲရောက်ဖို့တည်ဖို့ရမွေးဖွားလာတယ်လို့သူ we ပြောတယ် ne a lo le nga wa ma ni shu ဒါကြောင့်ဒီຢာအတွက်ငါဘတ်ဒေးကိုမလုပ်ချင်ဘူး
wana sak tu ku sen ku ana ken shin lu ni wa သူအသက်60ရောက်လာတဲ့အခါမှာသူအဲ့လိုပြောလာတယ် we ka nang no ang wa ma yu we na ဒါပေမဲ့သူလှုပ်ချင်တဲ့အရာက ang ti lup chi da ni sa wa ma yu lu ni wa သူနေချင်းခံခဲ့တဲ့နေ့ရက်ကိုသူပြန်ပြီးတော့ပြုလုပ်ချင်တယ်လို့ပြော born again no be ani khat wa khat shu shi long na born again ဆိုတဲ့ဒုတိယအကြိမ်မွေးဖွားခြင်းဆိုတဲ့အရာက ta si le pa mu la mong da sa kong lam ta phat i ra ne ya long mang na wa ra nge wai wai ဒီ born again ဆိုတဲ့ဒုတိယမွေးခြင်းဆိုတဲ့အရာကထာဝရနဲ့ဆက်ဆိုင်သောအရာဖြစ်တဲ့အတွက်ကြောင့်မို့ဒီအရာကိုကျွန်မလုပ်ချင်တယ်ဆိုပြီးတော့သူပြောတယ် we ne ti ka ka ne angi wa angi shin da nge a tho lam de de ge ye အဲကြောင့်သူပြောခဲ့တဲ့အရာကလည်းကျွန်တော်တို့သက်တာမှာလက်ခံခြင်းဆရာလည်းဖြစ်တယ် a shu we ne jing de sha lam shi lam la ne i sha ye ဒါကြောင့်ကျွန်တော်တို့မွေးဖွားလာတယ်ဆိုတဲ့အရာကကျွန်တော်တို့ဒုက္ခထဲမှာရောက်ဒုက္ခဆင်းရဲထဲမှာကျင်လည်ပြီးတော့တည်ဆုံးသွားဖို့ရန်ဖြစ်ပါတယ် 因为抗耶稣动他修为，像这普拉斯修为，提修为上人的事的话，跟下论人的话，耶完了约翰卡路，什么都他路哎。ဒီနေ့ဒါကြောင့်ခရစ်တော်၌မွေးဖွားခြင်းတန်ရှင်တော်ဝိညာဉ်တော်အဖြစ်ရေအဖြစ်မွေးဖွားခြင်းဆိုတဲ့အရာကထာဝရအတွက်ဖြစ်တယ်ဆိုတဲ့အရာကိုရှင်ယောဟန်ခရစ်ဝင်ခန်းကြီး3မှာလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ် 你看我干嘛修下上卡哥哥，梦培养土木人机喂。 ဒါကြောင့်ကျွန်တော်တို့အရောက်ချင်းစီဟာဒုတိယအကြိမ်မမွေးဖွားပဲနဲ့ခမည်းတော်ဖရာကျွန်တော်တို့ရဲ့ဖရာသခင်စီကိုကျွန်တော်မရောက်နိုင်ဘူးလို့ပြောတယ် 等你啦，等你能不能耶稣修长啊喂不？等你样个能没喂喂耶？ ဒီနေ့ကျွန်တော်တို့သူချင်းစီကခရစ်တော်မွေးဖွားလာခဲ့တဲ့ပွဲကိုကျွန်တော်တို့ပြုလုပ်နေကြတာဖြစ်တယ် 下讲啊上讲是那些呢修长啊人呢地下长呢。 သူဟာလူအနေနဲ့လာခဲ့တယ်သူဆင်းရဲဒုက္ခကိုလည်းခံခဲ့တာဖြစ်တယ် 让他们呢上我动他地某为个很长啊。 လူတွေကနေသူ့ကိုရိုက်နှက်ခြင်းကိုလည်းသူခံခဲ့တယ် 让为那虽然昂呢昂跟下自己呢能慢慢拉上，哎呀不啥为耶。 ဒါပေမဲ့ခရစ်တော်ဟာဆိုရင်သူ့ရဲ့အသက်ကိုသူကိုယ်တိုင်ပေးပြီးတော့ကျွန်တော်တို့အတွက်အဖြစ်များကိုသူကကိုးစားခံပေးတော့တာဖြစ်တယ် 为了呢对你能慢下拉不下。 အဲကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာအသက်တာနိုးထဖို့ရန်လိုတယ် 能慢抗耶稣昂啊对是呢， ခရစ်တော်ကသူကိုယ်တိုင်ပြောထားတာရှိတယ် 我上一个下喂。 ငါ့ကိုခေါ်ပါလို့သူပြောတယ် 看个那是个没那是个我哪里嘛路因？ ယုံကြည်တဲ့သူမယုံကြည်တဲ့သူဆိုပြီးတော့သူမခွဲခြားဘူး 昂那个他们上上辈的拍耶， သူဟာဆိုရင်ဒီလောကသားအလုံးအတွက်ဖြစ်ပါတယ် 为了看这个过lun节， ဒါကြောင့်မို့ဘယ်သူမဆိုသူကိုခေါ်နိုင်တယ် 哎过不 OK。 ခေါ်လိုက်တဲ့အခါမှာ 那ยักษ์นั้นนะคือมันติชานั้นนะคือมันคือเอโกบุโอเค သင်ဒုက္ခဆင်းရဲရောက်နေတဲ့အချိန်သင်အခက်အခဲပြဿနာကြုံနေတဲ့အချိန်မှာသင်ခေါ်လိုက်တဲ့အခါမှာ อังบันดีวาลงเอ သူဟာအမှန်တကယ်ပဲသင်အသက်တာထဲမှာအလုပ်လုပ်လာမှာဖြစ်တယ် เวคัดอังบันดีลงเนินไหนยังสักเสียละเม ဒါကြောင့်မို့အဲ့အချိန်ကနေစပြီးတော့ဘုရားသခင်ရဲ့အလုပ်ဆိုတဲ့တက်တွေဟာသင်အထက်၌ရှိလာမှာဖြစ်တယ် อังนี้ว่าเวสักเสียไหนยังเอบุคเนไหนคำลงเอ ဘုရားသခင်ကသင်ပေါ်မှာပြုတဲ့တက်တွေရှိလာပြီဆိုရင်သင်ဟာဘုရားကိုယုံကြည်လာမှာဖြစ်တယ် เอคำบุคเนน่ะเนี่ยนี่เขาว่าก็ชูชีวินอลูโนเนี่ยก็เลยมองดังของน้ำยังคือไหนอังเสียแต่ดูเวมองดังของน้ำยังสันนั่นเนี่ยทุกน้ำยังเม ဒါကြောင့်ထိုတက်တွေကိုသင်ယုံပြီးတော့ဘုရားသခင်ကိုလက်ခံလိုက်တယ်ဆိုရင်သင်ဒုတိယမွေးခြင်းကိုပြုလိုက်တယ်ဆိုရင်ဘုရားသခင်ရဲ့နိုင်ငံတော်ကိုဝင်စားဖို့ရန်ဖြစ်ပါတယ် เวลาเนี่ยนึ่งมาเนี่ยเกรกสังงายังพาวเวมาว่าหนอกือซึ่งยังฉลามถึง个เย่ ဒါကြောင့်မို့ကျွန်တော်တို့ချင်းစီကဘုရားသခင်ကကျွန်တော်ကျမရဲ့အသက်တာထဲမှာဘာကိုပြုနေတယ်ဆိုတဲ့အရာကိုလည်းကျွန်တော်တို့တွေ့မြင်တတ်ဖို့ရန်လည်းလိုတယ် เวียว่ายังรุ่นโบขึ้นน่ะนังจึงอังสนาเริ่มสิเวคำเนี่ยเอลงเอ ထိုအရာကိုကျွန်တော်တို့တွေ့ပြီဆိုရင်ကျွန်တော်တို့အမှန်တကယ်ပဲဘုရားရှင်ကိုတာ၍ကိုးစားယုံကြည်လာမှာဖြစ်တယ် เวคันเนี่ยอังเสียแต่ดูเป็นเนี่ยนะคำดูเอ ထိုချိန်ကစပြီးတော့သင်ရဲ့အသက်တာမှာဘုရားသခင်က
ဖခင်ရဲ့တာသမီးဖြစ်ခြင်းအခွင့်ကိုလည်းတမန်ချင်းကိုခံရမှာဖြစ်တယ် เวคาวานาเนอังมองดันซาชิบอภัลลามิดาเฮ ဘုရားသခင်ရဲ့တာသမီးဖြစ်သွားတဲ့နောက်မှာပဲသင်ဟာဆိုရင်ဘုရားရဲ့နိုင်ငံကိုဝင်စားမှာဖြစ်တယ် เวลาเนมองคาทิซิโรลามาเอ ဒါကြောင့်လောကတော်တစ်ချက်ကိုဖတ်လို့ရတယ် โยฮันคารุติเซชุตุ ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး16 นีเซบีซี အငယ်24ဖြစ်ပါတယ် อาคัดคือนามะเนงาบุงทาเคนีทิพันเกชินีเมรชินึงเอรชินึงคัดเนเอลุนดานึงเอเวคัดนามะเนตะบูนนีตันเอซึงลองนึงเอทิเซชุตุนีเซบีซี အခန်းကြီး16အငယ်24မှာယခုတိုင်အောင်ငါ၏နာမကိုအမိပြု၍သင်တို့သည်အပေစုကိုမြမတောင်းကြသေးသင်တို့သည်ဝမ်းမြောက်เสียအကြောင်းဆုံးလင်စေခြင်းကတောင်းကြလောထိုတို့တောင်းလင်ရကြလိမ့်မည် เอรชินึงว่าเนเออาลีเพกอังจิกวามองกันทาอเล ဘုရားသခင်ကတောင်းပါလို့ပြောတဲ့သူဟာလည်းသူတယောက်ပဲဖြစ်တယ် ตะกาตะขยังกมา တခြားဘယ်သူမှမရှိဘူး งามวังดักมามวังดักมานาริชิเดติจังไงสุปนันดักมาสุปนันดักนาลึกนาบาเวกอังวาเล တင်တောင်းတဲ့အတိုင်းကျွန်တော်လှုပ်ပေးမယ်မလှုပ်ပေးမယ်ဆိုတဲ့အရာကိုမြည်ဆမ်းပါဆိုပြီးတော့ကျွန်တော်တို့ကိုစိန်ခေါ်နေတဲ့ဘုရားဟာလည်းသူတယောက်တည်းဖြစ်တယ် ภาวะนั้นนามาเนนาทึนึงเอ ။ဘာဖြစ်လို့သင်နေခွေးနေလဲ อังสะอลัมชีเวเนเตนีกินีอาลี ကျွန်တော်တို့ဘုရားသခင်ကိုယုံကြည်ဖို့ရန်ဒီနေ့ကနေကျွန်တော်တို့စတင်ဖို့လိုတယ် นามาชังเบกเรมอนโซโลเลลุนึงอังนาโลเอ ။ဒီနေ့ရောက်ရှိလာတဲ့လူချင်းစီပေါ်မှာဘုရားသခင်ရဲ့ညီသက်ချင်းတာရွတ်တက်ရောက်ပါစေ။